Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ကြပြကကိုရီးယားမှာကိုယ့်ဘက်တက်ကို print ဘယ်လိုထုံးမလဲပေါ့နော်ဖုန်းဖြစ်ဖြစ် laptop ဖြစ်ဖြစ်ကိုယ့်ရဲ့personal device တွေကနေရေးထားတဲ့စာတွေပေါ့နော်အဲ့ဒါတွေဘယ်လိုထုံးမလဲဆိုပြီးတော့ရိုက်ထားတာလေးဖြစ်ပါတယ်ဒီနေ့ကတော့တနင်္ဂနွေနေ့ဆိုတော့အပြင်ဆိုင်ကြီးလည်းပိတ်တယ်မိတ်လူဆိုင်ကြီးလည်းပိတ်တဲ့အချိန်မလို့ကြပြကိုယ့်ဘက်တက်ကိုသွားထုတ်ဖြစ်တယ်ပေါ့နော် print cafe မှာဒါကျောင်းရှိမှရှိတဲ့ဆိုင်လေးပေါ့နော်အဲ့မှာဆိုရင်အရင်ဆုံးဝင်လိုက်တာနဲ့သူကဒီကွန်ပျူတာရဲ့ဘေးမှာရေးထားပါတော့နံပါတ်4လုံးရှိမယ်ပုံမှန်ဖြစ်တော့နံပါတ်တွေကတစ်ဆိုင်နဲ့တစ်ဆိုင်မတူပေါ့နော်ဒီမှာဆိုရင်6လုံးပေါ့6လုံးနှိပ်ခိုင်းတယ်အဲ့မှာဆိုရင်အရင်ဆုံးဝင်လိုက်တာနဲ့ဒီကတ်ကောက်တော့ပေါ့နော်ကတ်တော့လို့ခေါ်ကြတာပေါ့ဒီမှာအဲ့ကတ်တော့ကိုအရင်ဝင်လိုက်တယ်ပြီးတော့သူ့ရဲ့ QR code ကိုscan ဖတ်တယ်ပေါ့နော်ကိုယ့်ရဲ့ကတ်တော့တွေကQR code နဲ့ scan ဖတ်လိုက်တယ်ပေါ့နော် scan ဖတ်ပြီးတာနဲ့ကိုယ့်ရဲ့ကတ်ကိုတော့ guide ထဲမှာဝင်သွားပြီးရင်ဒီဘက်မှာ in ဆွဲဆိုပြီးတော့ print ထုတ်တာလေးကိုနှိပ်ပါတယ်အဲ့မှာသူက pin number down နေပေါ့နော်အဲ့ဒီမှာ6လုံးဝရေးလိုက်ရုံပဲပေါ့နော်ဒါတစ်ဆိုင်နဲ့တစ်ဆိုင်ကတော့နံပါတ်တွေမတူပါဘူးပြီးရင်သူက Catherine တော့ကျူစေရောဆိုပြီးတော့ကိုရဲ့ငွေရှင်းတဲ့ကတ်ကိုထည့်ရပါတယ်ထည့်လိုက်ပြီးတော့ဒီscreen ပေါ်မှာ in ဆွဲဆိုပြီးနှိပ်လိုက်တာနဲ့ပေါ့နော်စာရွက်လေးထွက်လာပါပြီအဲ့ print ထုတ်ပြီးသားတွေကိုဒီဘက်မှာ stapler နဲ့ချိန်လို့ရမယ်ပေါ့နော်ဒီလိုမျိုးဆိုင်လေးပေါ့ဒါလုံးဝဆိုင်ရှင်မရှိဘူးအကုန်လုံးထုတ်တဲ့သူတွေကကိုယ့်ဘာသာကိုလာထုတ်ကြရပဲပေါ့နော်အားလေးပြပြရဖြစ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်